အပြီးရတဲ့ဘက်ကကျွန်တော် iPhone 17 Pro Max အများကြီးကို laser engraving လုပ်တဲ့ချိန်ကျတော့ဒီဗီဒီယိုလေးအောင်မှာအများစု comment မှန်တာကဒီ laser engraving လုပ်တဲ့ချိန်မှာတော့ iPhone ရဲ့ camera man ဘယ်လိုအုပ်ထားတဲ့ဆိုတဲ့ဟာတွေ comment တွေအများဆုံးဖြစ်နေတာကိုတွေ့ရပါတယ်ဒီလိုမှန်တဲ့ဟာတွေကတော့အဓိကတော့ဒီလို professional laser engraving လုပ်တဲ့ set တွေနဲ့ဒီလို club တွေဘားတွေ stage show ပွဲတွေနဲ့ဒီ model show ပွဲတွေမှာတုံးတဲ့ပွဲတွေမှာတုံးတဲ့ fancy laser beam တွေကတော့သူ့ရဲ့တက်ရောက်မှုဒီသူ laser range ရောက်သလောက်ထိခိုက်မှာဖြစ်ပါတယ်ဒီနေရာမှာလည်း laser beam ထိုးရုံနဲ့ထိတာမဟုတ်ဘဲနဲ့အထူးသဖြင့်တော့ camera ကိုတောက်လျှောက်သူ့ရဲ့ camera ရဲ့ shutter တောက်လျှောက်ဖွင့်ထားတဲ့ function တွေဖြစ်တဲ့ video ရိုက်တာမျိုးသို့မဟုတ် camera မရိုက်တော့လဲဓာတ်ပုံရိုက်ဖို့အတွက် camera ကိုလှုပ်ပြီးဖွင့်တဲ့အချိန်ဆိုမှအဲ့အချိန်မှာသူ့ရဲ့ laser beam ကရှေ့မှာ camera ရဲ့ရှေ့မှာကာထားတဲ့ lens တွေရော shutter တွေရောကိုကြော်ပြီးတော့မှဆန်လာကိုထိတဲ့အချိန်ကျရင်ဆန်လာထိခိုက်ပြီးဆန်လာမှာပါမင်းနဲ့မကထိသွားပြီးတော့မှပျက်စီးသွားမှာဖြစ်ပါတယ်အဲ့တော့ဘယ်လို camera အမျိုးအစားပဲဖြစ်ဖြစ်အဲ့လို laser beam နဲ့ထိမယ်ဆိုရင်တော့ပျက်စီးမှာဖြစ်ပါတယ်အဲ့တော့အခုကျွန်တော်ဒီမှာသုံးတဲ့ professional laser engraving set တွေအားလုံးကတော့အဲ့လိုမျိုးနဲ့မရှိဘဲနဲ့နံပါတ်1ကတော့သူရဲ့ focus ဖြစ်ပါတယ် focus တက်ရောက်တဲ့ area တီးသန့်မှာပဲ laser engrave laser effect ရမှာဖြစ်ပါတယ်အဲ့ဒီ focus ရဲ့နီးနေရင်တော့၎င်းဝေးနေတော့၎င်းမှာ laser တက်ရောက်မှု laser ရဲ့ effect တက်ရောက်မှုရှိမှာမဟုတ်ပါဘူးအဲ့ဒါကိုမှကျွန်တော် laser engrave ဒီလိုမျိုးလုပ်တဲ့ချိန်ကျရင် iPhone တွေလုံးဝပေါပိတ်ထားပဲတဲ့အတွက် laser ကလည်းဒီ camera ကလည်းသူ့ရဲ့ shutter တွေရောရှေ့ကကာထားတွေအကုန်လုံးဒီအလိုလဲပိတ်နေတာဖြစ်တဲ့အတွက်လုံးဝ camera ကိုထိခိုက်မှာမဟုတ်ပါဘူးအဲ့တော့ focus အရာလုံးဝထိခိုက်မှုရှိမှာမဟုတ်ပါဘူးနောက်တစ်ခုတော့ laser engrave လုပ်တာရဲ့ depth လို့ခေါ်တဲ့ laser ကထိုးတဲ့ product ရဲ့မျက်နှာပြင်သို့မဟုတ်ထိုးတဲ့ material ရဲ့မျက်နှာပြင်မှာဘယ်လောက်ထိတက်ရောက်မလဲဆိုတဲ့ဒီလည်းအရေးကြီးပါတယ်အဲ့တော့ laser engrave လုပ်တဲ့အချိန်ကျရင် laser engrave set တွေရဲ့ laser မျက်နှာပြင်ထိုးလိုက်တဲ့မျက်နှာပြင်ရဲ့ focus မိတဲ့မျက်နှာပြင်ရဲ့ထိတဲ့တက်ရောက်မှုဒီ 0.01 အနေမှာအများဆုံး 0.1 range တွင်းမှာပဲရှိမှာဖြစ်ပါတယ်အဲ 0.1 အမြင့်ဆုံးတက်ရောက်တဲ့ 0.1 တောင်မှာဒါဒီ100 micron လောက်ပဲရှိတာအထိအနက်ဖြစ်တဲ့တော်တော်လေးကိုတက်ရောက်မှုနည်းတဲ့ပမာဏလို့ပြောလို့ရပါတယ်အဓိကတော့ laser engraving ထိုးလိုက်တဲ့ material ရဲ့နဲ့ laser နဲ့အချိန်မှာ color change ဖြစ်ပြီးတော့မှပဲစာတွေရုပ်တွေပုံတွေဒီလိုမျိုးပေါ်သွားတာမှာမျိုးဟို effect ကိုသုံးပြီးတော့မှထိုးတာဖြစ်တဲ့အတွက် laser engrave လုပ်သမျှပစ္စည်းတိုင်းမှာသူ့ရဲ့မူရင်း function ကိုထိခိုက်မှုမရှိဘဲနဲ့အသုံးပြုရမှာဖြစ်ပါတယ်နောက်တစ်ခုတော့အခု laser ထိုးတဲ့မျက်နှာပြင်မှာ laser beam တက်ရောက်တဲ့အချိန်ကျရင် temperature နည်းနေများတက်ရောက်မှုရှိတယ်မှာလည်းဒီလို laser engrave လုပ်တဲ့ set တွေရဲ့ temperature ကတော့ room temperature ဝန်းကျင်မှာပဲရှိတာဖြစ်တဲ့အတွက်အပူကြောင့်လည်းထိခိုက်မှုဖြစ်စေမှာလုံးဝမဟုတ်ပါဘူးအားကြောင့်လည်းကျွန်တော်တို့ဒီ MacBook တွေရဲ့ဒီ display ရဲ့နောက်မှာ laser engrave လုပ်မယ်ဆိုရင်လည်းမထိခိုက်ပဲထိုးလို့ရတယ်အခုကျွန်တော်သုံးတဲ့ AirPods Pro တွေအားလုံးဆိုလည်းကျွန်တော်ထိုးထားတယ်AirPods Pro လိုမျိုး AirPods Pro 3 မှာလည်းထိုးထားတယ် AirPods Pro 3ဆိုရင်ဒါတစ်ခုလုံးမှာ case တစ်ခုလုံးမှာတတူထိုးသလိုကိုထိုးထားတာဖြစ်ပါတယ်အဲ့လိုပဲ AirPods Max မှာလည်းထိုးတယ်ကျွန်တော်ရဲ့ရှိသမျှ AirPods Pro တွေအားလုံးမှာတော့ကိုကတော့စိတ်တိုင်းညထိုးမှာဖြစ်ပါတယ်အဲ့တော့ထိုးတဲ့အချိန်ကျရင်တော့တခုရှိတယ် AirPods ကတော့သူကိုယ်တိုင်ထိုးတာမဟုတ်ဘဲနဲ့သူသတ်မှတ်ချက်တွေကြော်ပြီးထိုးတာမျိုးဆိုရင်တော့သူက warranty မှာသူညင်းပယ်ခွင့်ရှိကောင်းရှိနိုင်မှာဖြစ်ပါတယ်ဒါပေမဲ့နိုင်ငံတကာမှာတော့ဒီလိုမျိုး laser engraving service ကိုစိတ်တိုင်းည customer ပေးတဲ့ကုမ္ပဏီရှိပါတယ်ဒီလိုကုမ္ပဏီတွေမှာ laser engrave သွားလုပ်မယ်ဆိုရင်တော့တော်တော်လေးဈေးကြီးတဲ့ service ဖြစ်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့နိုင်ငံနေထားနေတော့ဒီလောက်ထိုးတာဒီဈေးနှုန်းနဲ့ဒီအရန်ကိုတက်တာတဲ့နှုံးသားနဲ့ laser engrave လုပ်လို့ရတဲ့နှုံးသားလို့ပြောလို့ရမှာဖြစ်ပါတယ်အခုဒီမှာဆိုရင်ကျွန်တော် laser engrave လုပ်တဲ့ချိန်ကျရင်ကျွန်တော်ရဲ့ဒီ laser beam ရဲ့ရှေ့မှာကျွန်တော်ရဲ့လက်ကိုအခုလိုဖြတ်ကြည့်ပါမယ်ဖြတ်တဲ့ချိန်ကျတော့ focus out နေတာဖြစ်တဲ့အတွက်ဒီလိုမျိုးကျွန်တော်လက်ကိုဘာမှမထိခိုက်ဘဲနဲ့laser ကကျွန်တော်လက်ကိုထိခိုက်မှုလုံးဝမရှိဘဲနဲ့ဒီတိုင်းပဲဆက်ပြီးတော့အလုပ်လုပ်နေမှာဖြစ်ပါတယ် safety measure အနေနဲ့ဆိုဆက်ပြီးတော့ကာထားမယ်ဆိုရင်တော့ဆက်ကရက်သွားမှာဖြစ်ပါတယ်